လားကျော်2လားလောက်ရှိပေါ့နော်အဲ့ပဲဘယ်လိုပြောရမလဲမေးစိတ်အောင်တက်လိုက်ရတယ်စိတ်အောင်တက်လိုက်ရတော့ကြတော့ကိုယ့်ရဲ့အပြင်စီးပွားရေးရောဒီ line ပေါ်စီးပွားရေးရောကိုမလုပ်တော့ဘူးပေါ့နော်ကိုမလုပ်တော့ဘူးအဲ့လိုမျိုးကိုအားလုံးမေးတို့စေးအောင်ဆင်းလို့ရွာပြန်သွားပြီကိုလည်းအားသွားလို့လုပ်တဲ့အချိန်ကျမလုံနိုင်တော့ဘူးမလုံနိုင်တော့ဘူးဆိုတော့လေကြောက်နေအလုပ်ကြီးလုံးအမိုက်ကိုကြောက်ပြီးတော့လေဟာမလုံတော့ဘူးအဲ့ဒါလေးမဖြစ်မနေဘူးပေါ့နော်မဖြစ်မနေဘူးလောက်ရတော့မယ်ဟေးဆိုရင်လေအဲ့ဒါတွေပိုင်းမရှင်းကျင်တော့ပြဿနာတွေကိုဘယ်လိုမှရင်မဆိုင်ရဲဘူးပေါ့နော်အဲ့တော့မလုံတော့ဘူးမရောင်းတော့ဘူးရောင်းချင်သိမရှိတော့ဘူးဆိုတဲ့စိတ်ကြီးဖြစ်တော့ပင်ပန်းနေပေါ့နော်ပင်ပန်းနေတော့ကြတော့စီးပွားရေးတင်တန်းတစ်ခုငွေကြီးပေါ့နော်စီးပွားရေးရတော့မဟုတ်ငွေကြီးတင်တန်းတစ်ခုတက်တဲ့အချိန်ကြာမှဆိုအစနေကိုတည်းရတဲ့ကိုပထမဦးဆုံးဒီနေ့ဒီလိုအချိန်ကိုရောက်ဖို့ရအောင်ဘယ်လိုတွေစူးစမ်းခဲ့ရတယ်ဆိုတော့တည်းရပြီအဲ့တော့မှပေါ့နော်ဟုတ်တယ်ပထမဆုံးနေ့ပေါ့နော်ပထမဆုံးကိုဒီစရောင်းတော့မယ်လို့စိတ်ကူးတဲ့နေ့မှာဖုံးပေ1030အမြတ်နဲ့ပဲစားခဲ့တာအဲ့တော့လေ1000ချင်းပေါ့နော်1000လောက်ချင်းလိုက်အဲ့မဲ့ဟွာလောက်1500မလောက်မြတ်တာဘူးလေရန်နေပြောတာအဲ့တော့ကလည်းတဖေးဘိုးရပြီအဲ့ကိုသုံးဖို့ဖုံးပေးရပြီနောက်ကျတော့ကိုမိဘတွေအတွက်ဖုံးပေးရပြီပေါ့နော်အဲ့လိုမျိုးတွေကနေကိုတဆင့်နဲ့တက်လာတဲ့လူအဲ့ဒါခုတဖြည်းဖြည်းနဲ့ရောင်းကောင်းလာတယ်လူ200ကျော်သွားပြီကိုမှဝယ်တဲ့လူကစတာမှာအယောက်200လဲကျော်သွားရောအဲ့ဒါပေါင်း16000လဲရှင်းရတယ်စိတ်လဲဖြီးစီရတယ်ပေါ့နော်အချိန်လေးဆိုတာကတော်တော်ကိုလူရတယ်အချိန်လေးဖြစ်သွားတယ်အချိန်ကြတော့ကိုကအဲ့ဒန်းတွေကိုမခံနိုင်တော့ကြတော့မလုံချင်တော့ငါဒီလိုမျိုးဖြစ်ဖို့ရာကိုကြိုးစားခဲ့ရတဲ့နေ့တုန်းကစိတ်ကိုပြန်မွေးလိုက်ရင်အကုန်စင်ပြေးသွားတယ်နော်အဲ့ဒါကြောင့်မဆိုလို့ပေါ့နော်ကိုအချိန်တစ်ခုယူပြီးတော့လှုပ်ထားတဲ့လုပ်ငန်းနော်ကိုဒီနေရာရောက်ဖို့အတွက်ကိုဘယ်လိုတွေကြိုးစားခဲ့ရလဲဆိုတာကိုပြန်တွေးပထမဦးဆုံးနေ့တုန်းကကိုဒီလိုအခြေအနေရောက်ဖို့ရာတွေကိုဘယ်လောက်ထိအားခွန်ဆိုင်နဲ့စိတ်ကူးတွေရင်အိမ်မက်တွေမက်ပြီးတော့ကိုဒီလိုအဆင့်ရောက်ဖို့တစ်ဆင့်နဲ့ကိုဘယ်လိုတွေတက်ခဲ့ရလဲဆိုတာကိုပြန်မြင်အောင်ပထမဦးဆုံးနေ့ကိုမမေ့ပါနဲ့မမေ့ဘူးဆိုရင်ကိုယ့်ရဲ့အခုကြုံတွေ့နေရတဲ့အခက်အခဲတွေပေါ့နော်ကိုဒီလုပ်ငန်းဖိအားတွေအကုန်လုံးကျော်လာနိုင်လိမ့်မယ်အခုရွှေလည်းအဲ့လိုမျိုးဖြစ်တယ်ပေါ့နော်စချင်းအဲ့ပြီးခဲ့တဲ့ရက်ပိုင်းထိအဲ့တင်တန်းပေါ့နော်အဲ့ငွေကြေးတင်တန်းမတက်လိုက်ရခင်ထိကိုဘာအလုပ်မှလည်းမလုပ်ဘူးဖုန်းကိုမကြည့်တော့တာနော်ဘာမှလည်းမလုပ်ဘူးအဲ့အိတ်ထဲအိတ်နေတော့တာအဲ့လိုမျိုးစိတ်ဓာတ်တွေကြာပြီပေါ့နော်အာနောက်ကြတော့မှပထမဦးဆုံးလေးကိုတည်းရပြီးတော့ခုမှတက်ကြွတဲ့ချက်ဖာကြီးဖြစ်ပြီးအလုပ်တွေပြန်ပြီး run နေရပါ